တိယချင်းမိခိုတမ်းမြောင်ခွင်းညိုသွေးကိုကမင်းနာကမထွက်ခွာလို့မင်းနာကအတန်တိတ်နေတဲ့တစ်ပင်လို့မင်းမရှိတော့တဲ့အခါလဲကိုစီမကတခုခုလိုအပ်နေတယ်လို့ကဘာမှာချစ်တယ်လို့မဟာပြောချင်တယ်ဘယ်သူတွေကံကောင်းကြပါသလဲတိမ်ဆိုင်လေးလို့ပြောပြီးပြေးလွန်လို့လည်းမရမင်းစီမှာလိမ့်နှက်မိသမျှကိုမီခိုတန်းလေးကလည်းခမ်းနားစွာပန်းတွေပွင့်လာတယ်မင်းလည်းပြုံးရွှင်လာတယ်စိတ်ငြိမ်စွာထိုင်ကြည့်ရခြင်းတွေမှာကိုဟာပြုံးမွေလားတတိရတယ်လို့ပြောခွင့်မရှိတော့တတိယလားလို့လည်းမေးခွင့်မရှိရစုံဝန်းကဗမာလို့စိတ်တွေကိုအချင်းချင်းထပ်ကြည့်တယ်တက်တက်ရရအလွယ်များအဲ့ဒီလေတူမှာမင်းရနံတွေအဲ့ဒီရပတ်တစ်ချမ်းမှာကိုလမ်းနေညာတွေအပြေမရှိခဲ့တော့လေငရက်တွေထဲမှာကျမ်းမာရေးခရူဆိုင်ပါပျော်ရွှင်စွာဖြတ်တန်းမှာလူဆိုတာကိုအချစ်ဆုံးပါတဲ့ကိုတော့မင်းလိုအပ်မှာပဲလွမ်းမှာ